ကဲအားလုံးပဲမင်္ဂလာပါဗောနော်ကျမအသက်တာမှာဖခင်ရဲ့ကျေးဇူးတော်အားဖြင့်ဖခင်ရဲ့နမိတ်လက္ခဏာတွေကိုဗောနော်အများကြီးခံစားဖို့တယ်အများကြီးခံစားဖို့တယ်မြင်လဲမြင်ဖို့တယ်ကိုယ်တိုင်လဲကြုံဖို့တယ်အဲ့ဒါကိုဒီနေ့ဆရာဒေးဗီလာကsupernatural school တဲ့ supernatural school တဘာဝလွန် school တဘာဝလွန်ကျောင်းပေါ့နော် supernatural school ဖွင့်မယ်လို့ပြောလိုက်တော့လူတချို့တွေကဟားတိုက်ကြတယ်တချို့တွေကလောင်ပြောင်ကြတယ်အမျိုးမျိုးပေါ့နော်မြင်ရတာပေါ့သူတို့ရဲ့ comment တွေမှာမြင်ရတာအဲ့ဒါကိုမပြောဘဲနေတော့မလို့ဒါပေမဲ့ကျမရဲ့အသက်တာထဲမှာအရင်2018တုန်းကလာမသိဘူးအဲ့ဒီတုန်းကကျမ leadership တင်တန်းတက်တဲ့အချိန်မှာဘုရားသခင်ပြုခဲ့တဲ့ဒီဘုရားသခင်ပြုခဲ့တဲ့နမိတ်လက္ခဏာတွေကိုဒီကညီကိုမောင်နှမတွေကိုရှင်းလင်းလို့ပေးချင်တာရှင်းဦးဆိုကျမပြောချင်တာကလေငါတို့ဖခင်ကလေငါတို့ဖခင်ကတကိုးနဲ့ပြီးွားတဲ့ဖခင်ဖြစ်တယ်နော်အဲ့ဒါကိုတင်တို့တိထားဖို့လိုအပ်တယ်တင်ကဖယားနဲ့အတူတွာလာတယ်တင်ကဘာခံယူချက်နဲ့ဖယားနဲ့အတူတွာလာမှာလဲတင်ကတကယ်ပဲနမိတ်လက္ခဏာလုံးရင်ဖယားရဲ့အကျေကိုခံချင်လားဒီတမန်တော်တို့ခစ်ကလို့ပေါ့နော်တရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းနဲ့အမှုတော်ဆောင်တဲ့သူဖြစ်ချင်တာလားဖြစ်ချင်တယ်ဆိုရင်တင်ဆုံးဖြတ်ချက်ချဖို့လိုအပ်တယ်ဆုံးဖြတ်ချက်ချတဲ့အရာပေါ်မှာဘုရားသခင်အလုပ်လုပ်တယ်အာမင်အဲ့ဒါကိုကျွန်မပြောပြချင်တာယုံကြည်သူမှန်ရင်မပုတ်ခတ်ပါနဲ့တင်ဖယားကဘလောက်အထိငါဖယားကတတ်နိုင်ကြောင်းငါဖယားဘလောက်ထိတကူရှိကြောင်းကိုတင်တိတယ်ဆိုရင်တင်အတ္တနိုင်မှာပြင်လေကောင်းကြီးမင်္ဂလာဖြစ်ပြီးမှသူတပားကိုစင်ချင်းပြုတ်ပြီးချင်းသူတပားကိုစင်ချင်းဟာတိုက်ချင်းလောင်ပြောင်ချင်းတွေလှုပ်တော့မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုရင်တင်ရဲ့အတ္တထဲမှာကိုယ့်ရဲ့ဖယားကြီးမြတ်ချောင်းအကြောင်းကိုကောင်းကောင်းမသိတဲ့အချိန်မှာသူတပားကိုလောင်ပြောင်ဖို့သူတပားကိုခွင့်လို့ရမယ့်အစားခွန်လို့ရမယ့်အစားသူတပားကိုအတင်းပြောဖို့ရန်တွေ့ဖို့ကျမအသက်တာမှာလည်းဒီလိုမျိုးရှိခဲ့ပါတယ်ဒါပေမဲ့ဖယားကိုဖယားအကြောင်းကိုတိလာတဲ့အချိန်မှာငါဖယားဘလောက်ကြီးမြတ်တယ်ဆိုတဲ့အကြောင်းကိုတိလာတဲ့အချိန်မှာဒီအရာတွေကဘာမှမဟုတ်ဘူးဒါအရာတွေကမကောင်းဘူးဆိုတာကိုတရှင်တော်ဝိညာဉ်တော်ကအလူလူနေရင်းနဲ့ကိုယ့်ရဲ့စိတ်ထဲမှာကိုပြုတ်ပြင်ပေးတာမြင်စေတာပေါ့နော်မြင်စေတယ်ပြုတ်ပြင်ပေးတယ်ဒါကြောင့်မို့ငါဖယားဘလောက်တိတကူကြီးတယ်ဆိုတဲ့အကြောင်းကိုတိဖို့လိုအပ်တဲ့ညီကိုမောင်နှမတို့ယုံကြည်သူသားသမီးတွေဖယားနဲ့အတူတူအလုပ်လုပ်တဲ့သူက supernatural တကယ်တဘာဝလွန်တဲ့မှာတွာလာရတဲ့တွာလာရတော့အခွင့်မြင်ရတော့အခွင့်ကိုယ်တိုင်လုပ်ရတော့အခွင့်ကိုထောင်ရဖယားကပေးတာဖြစ်တယ်အာမင်ဒါကိုဘာဖြစ်လို့ကျမဒီလိုပြောနိုင်လဲဆိုရင်ကျမ leadership ပေါ့နော်တပည့်တော်တင်တန်းကြောင်းပြီးမှ leadership တင်တန်းပြန်တက်တဲ့ချိန်မှာ leadership တင်တန်းတက်ဖို့အတွက်ကျမမှာလုံးဝစိတ်ကူးလည်းမရှိတယ်လို့လုံးဝတက်ဖို့လည်းစန္ဒလည်းမရှိဘူးဒါပေမဲ့အလူလူနဲ့ဖယားရဲ့ဆွဲခေါ်ခြင်းကြောင့်ကျမတက်ဖြစ်သွားတယ်တက်ဖြစ်သွားတဲ့အချိန်မှာပေါ့နော်အဆူလိုက်ဒီလိုမျိုး group ဖွဲ့ပြီးမှဆရာတို့က group ဖွဲ့ပြီးမှအဝံဂေလိတွားခိုင်းတာအဝံဂေလိတွားခိုင်းတော့မတွားခင်မှာကို group နဲ့ကိုဆူတောင်းရတယ်ဆူတောင်းတဲ့အချိန်မှာတချို့လူတွေကြတော့မြင်တယ် vision မြင်တာပေါ့နော်လူဒီလိုမျိုးအင်ဂျီအဝတ်စားဘာရောင်ဘောင်းဘီဘာရောင်ဝတ်ထားတယ်ဒီမျိုးဘယ်နေရာမှာလမ်းမှာတွားနေတဲ့လူနှစ်ယောက်ကိုမြင်တယ်အဲ့လိုမျိုးမြင်တာဒီဆူတောင်းနေရင်းနဲ့ကိုမြင်တာနောက်ပြီးမှတွားရမယ့်နေရာကိုလည်းဖျားသခင်ကဖော်ပြတာပေါ့နော်ဖျားသခင်ကဖော်ပြတယ်အဲ့ဒီနေရာဆိုပြီးမှလေစကားနဲ့ပြောပြီးမှကိုဖော်ပြတာဒါပေမဲ့တယောက်တည်းကိုဖော်ပြတာမဟုတ်ဘူးနော် group နဲ့ဖြစ်တဲ့အတွက်ကြောင့်တယောက်တော့သူကိုမြင်ချင်းအားဖြင့်တယောက်တော့သူကိုကြားချင်းအားဖြင့်အောက်မှာနေမြေကိုဒီနေမြေကိုတွားဆိုအဲ့ဒီနေမြေရဲ့နာမည်ကိုတယောက်တော့သူကိုကြားခိုင်းတာတယောက်တော့သူကိုကြတော့
ကိုအင်ဂျီအယောင်ဘောင်းဘီအယောင်ကအစမြင်ခိုင်းတာဘေလမ်းမှာရှောင်းလမ်းကိုလမ်းရှောင်းနေတာကအစမြင်ခိုင်းတာမြင်ခိုင်းတော့အဲ့လိုမျိုးမြင်ခိုင်းတဲ့ချိန်မှာကျမတို့ဆူတောင်းပြီးမှအဲ့ဝန်ကြီးလေးထွက်တယ်ထွက်တော့ဟိုလေးရောက်ရောအခုနပြောတဲ့နေမြေထဲမှာကျမတို့လေးရောက်ရောတယောက်အခုနပြောသလိုနော်အခုနပြောသလိုတယောက်ကဘောင်းဘီအဲ့လိုမျိုးဘောင်းဘီအယောင်အင်ဂျီအယောင်လူနှစ်ယောက်တော်လာနေအကိုမြင်တော့အေးကျွန်တော်ရဲ့ဒီ vision ထဲမှာမြင်တဲ့သူနှစ်ယောက်ဟုတ်တယ်လို့ပြောတာပြောတော့အဲ့ဒီနှစ်ယောက်စီမှာတွားပြီးမှအဲဝင်ကြီးလေးလောက်တာသူတို့လက်ခံတယ်နော်ဖះရဲ့တဘာဝလုံးအလုပ်လုပ်တဲ့ပုံစံကိုတင်တို့ကိုပြောပြတာအဲ့ဒါတကယ်ဖះအလုပ်လုပ်တာနော်အဲ့ဒါကျမကိုကြတော့ကလေးရုပ်ကလေးဘောင်းပြီးအစင်းအင်ချီအဖြူနဲ့အဲ့လိုမျိုးဖော်ပြတာမြင်ခိုင်းတာကျမကိုလည်းမြင်ခိုင်းတယ်မြင်ခိုင်းတော့တနေရာပေါ့နော်တနေရာမှာရောက်သွားတော့မုံအရန်တဲလာတော့ပတ်ရင်နဲ့ဆရာနဲ့ပေါ့နော်ဆရာနဲ့ပတ်ရင်နဲ့ဆရာကကျမမြင်တဲ့အရာကိုဆရာကသွားမြင်တာဒီမှာနေမြင်တဲ့အရာဒီမှာဒီအင်ဂျီဘောင်းဘီအဖြူနဲ့အင်ဂျီဘောင်းဘီအစိမ်းနဲ့အင်ဂျီအဖြူဒီမှာတဲ့ကလေးလေးဒီမှာတဲ့ပြောတော့ကျမမြင်တဲ့ဟာနဲ့ကွတ်တိဓာတ်ပုံဖြစ်နေတာဓာတ်ပုံဖြစ်နေတော့အဲ့ဒီနားမှာကျမတို့မွတ်ရန်ရွာလို့အဲ့မှာ laundry တစ်ခုဖြစ်နေတယ် laundry မှာအဲ့လိုမျိုးပုံကိုကွတ်တိကွက်ချကတ်ထားတာကျမမြင်တဲ့ vision မြင်တဲ့ပုံစံအဲ့ဒါနဲ့အဲ့မှာနေရင်းနဲ့မိုးရွာလို့အဲ့မှာစောက်ရင်းနဲ့မိုးတိတ်ဖို့စောက်ရင်းနဲ့လူကတယောက်ပြီးတယောက်ရောက်လာတာအဲ့မှာရောက်လာတဲ့သူမန်တမြတ်ကိုကျမတို့ကအဲ့ဝင်ကြီးလေးဟောတဲ့အချိန်မှာသူတို့လက်ခံတယ်ကြည်ဖျားပြုတ်တဲ့အမှုနော်ဒါကြောင့်မို့ဒီနမိတ်လက္ခဏာတွေကိုကျမတို့လှုပ်လို့လားမဟုတ်ဘူးဖျားလှုပ်တာဖျားဒါကြောင့်မို့ဖျားနဲ့အတူတွားတော့သူဖျားအမှုတော်ဆောင်ဖျားနဲ့အတူတွားလာတဲ့သူတွေကလေsupernatural ကိုမြင်ရတာ supernatural ကိုမြင်ရတဲ့ပြင်ကိုတိုင်ဖျားကကျွန်တော်တို့ကိုလှုပ်ရတော့အခွင့်ကိုပေးနေတာလူတွေတကူကြီးလို့မဟုတ်ဘူးလူတွေ supernatural လုပ်နိုင်လို့မဟုတ်ဘူးငါတို့ကိုးကွယ်တဲ့ဖျားကတကူကြီးပြီးမှငါတို့ကိုးကွယ်တဲ့ဖျားက supernatural ဖျားဖြစ်တဲ့အတွက်ကြောင့်အဲ့လိုကိုဖျားကလုံနိုင်တဲ့အတွက်ကြောင့်ကျွန်ုပ်တို့ကိုတင်တို့ကိုအသုံးပြုပြီးမှလုံနိုင်တဲ့ဖျားဖြစ်တယ်ဒါကြောင့်မို့ supernatural တဘာဝလွန်ဖြစ်ရတွေလို့ပြောလိုက်ရင်လေယုံကြည်သူသားသမီးတွေကိုပြောချင်တယ်မယုံကြည်သူတွေတော့ကျွန်မမသိဘူးပေါ့နော်ယုံကြည်သူသားသမီးတွေ eligible မဖြစ်ကြပါနဲ့ယုံကြည်သူသားသမီးတွေ eligible မဖြစ်ကြနဲ့ငါဖယားကတကူကြီးတော့ဖယားငါဖယားကနမိတ်လက္ခဏာတွေလုံနိုင်တဲ့ဖယားဆိုတာကိုယုံကြည်ပါတင်ဖယားအကြောင်းတင်ကောင်းကောင်းသိပါအာမင်တင်ဖယားအကြောင်းသိတယ်ဆိုရင်တင်ဝယ်ဖန်မှာမဟုတ်တော့ဘူးဟာတိုက်မှာမဟုတ်တော့ဘူးဒီလိုမျိုး supernatural အကြောင်းပြောတဲ့သူတွေကိုလေဒီလိုမျိုးပြောလို့တစ်ဖက်လိုဆရာတွေကိုကာစီးလောက်တာမဟုတ်ဘူးလားကျွန်မကအဲ့လိုမျိုးလောက်တာမဟုတ်ဘူးဒါပေမဲ့လောက်တာမဟုတ်ဘူးကျွန်မပြောချင်တဲ့ပွဲကတင့်ဖရားအကြောင်းတင်ကောင်းကောင်းသိပါအမေယုံကြည်သူတွေနောက်ဆုံးတော့ကာလရောက်နေပြီတင့်ဖရားတကူရှိအကြောင်းကိုတင်ကောင်းကောင်းသိပါတိမပဲတင်အပြစ်မလုပ်တော့မှာသူတဘာကိုလောင်ပြောင်ချင်းတိုက်ခိုက်ချင်းတွေမလုပ်တော့မှာဘာဖြစ်လို့လဲဆိုရင်တင်ကိုယ်တိုင်အဲ့လိုလုပ်နေချင်းကအမင်္ဂလာဖြစ်စေတယ်ကိုအမင်္ဂလာကိုခေါ်ယူနေတာနဲ့အတူတူပဲနောက်ပြီးမှကျွန်မပြောပြခဲ့တဲ့ဒီနမိတ်လက္ခဏာတွေကလေအော်ဖွယ်ထူးဆန်းဖွယ်တွေပဲကျွန်မအဝင်ကြီးလေးတွားတဲ့အချိန်တွေမှာဖြစ်ခဲ့တဲ့ဒီနမိတ်လက္ခဏာကိုကျွန်မရှင်းလင်းလုပ်တာပေါ့နော်ဒါကြောင့်မို့ငါတို့ဖျားကတကူကြီးတဲ့ဖျားဟုတ်တယ်အာမင်ဘလောက်ကြည့်တကူကြီးလဲဆိုရင်လေကျွန်မကခွာရထိုင်းယူဖို့ဆိုရင်0လေ0အစိမ့်တက်အခါမှကြားတော့မကြားဘူးခွာရထိုင်းဆိုတာဒါပေမဲ့ကျန်းစာကြောင်းတော့တက်တဲ့ချိန်မှာခွဲရထိုင်းယူခိုင်းနေကျမဘာကိုယူရမလဲကျမမသိဘူးဆောင်းကဒါပဲသိတယ်ဒါပေမဲ့ခွဲရထိုင်းကိုဘေးပိုက်မှာယူပါကအစတရှင်တော့ဝိညာဉ်တော့ကအဲ့လိုမျိုးဒီလိုမျိုးအလင်းရောင်တစ်ခုနဲ့ထိုးပြီးမှလေတုံးအဲ့လိုမျိုးလာချပေးတဲ့နမိတ်လက္ခဏာကအစကျမရခဲ့တာဟုတ်တယ်ဒါကြောင့်မို့ငါတို့ဖျားကတကူးကြီးတဲ့ဖျားငါတို့ဖျားကတကက်တဘာဝလွန်ဖျားဟုတ်တယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ကျမရှယ်လင်းတတ်တဲ့လှုပ်ချင်တယ်ခွန်အားပေးချင်တယ်အညီကိုမောင်နှမတွေကိုပေါ့နော်ရောက်ချင်းစီတိုင်းအသက်တာမှာဖျားရခင်နဲ့အတူတွာလာတတ်တော်သူဖျားကိုဖျားတကူးကြီးချောင်းကိုတိတော်သူဖြစ်ကြပါစေ